လှပခဲ့တဲ့ Old Trafford တရားသီးဇက်သိမ်းအားလုံးပဲမင်္ဂလာပါ Daily Table Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Premier League တရားသီးကုံဆုံးမှုလက်လုံးပဲလိုပါတော့တယ်။ Manchester United ရဲ့နောက်ဆုံးပွဲစဉ်ကအဝေးကွင်းပွဲစဉ်ဖြစ်နေတာကြောင့်ဒီတစ်ပတ်မှာ Old Trafford ကနောက်ဆုံးပွဲစဉ်ကိုရှင်မြန်ကစားခဲ့ပါတယ်။အမြဲတမ်းဒီဘက် Michael Carrick နဲ့အတူတရေနီတက်သားတွေဟာ Old Trafford မှာ Nottingham Forest ကို 3-2 နဲ့အနိုင်ယူပြီးတော့ကျင်းတဲ့စရာပိတ်သိမ်းနိုင်ခဲ့ပါတယ်။ United ဟာ Champions League ဝင်ငွေရရှိထားပြီးသားဖြစ်တာကြောင့်ဒီတစ်ပတ်ပွဲစဉ်ကိုတက်တောင့်တက်တာပဲကစားနိုင်ခဲ့ပါတယ်။ United ပရိသတ်တွေကိုကျင်းတဲ့စီတာကပွဲစခြင်း9မိနစ်မှာတင် Luke Shaw ကသွင်းဂိုးတစ်ကိုရယူပေးလိုက်တာပါပဲ။ Shaw အတွက်ဒါက3နှစ်အတွက်ပထမဆုံးသွင်းဂိုးကိုရရှိခဲ့တာဖြစ်ပြီးတော့အင်္ဂလန်လက်ရွေးစင်တင်တဲ့ထိုက်တန်ကြောင့်တက်တည်တစ်ခုလည်းဖြစ်ပါတယ်။ Forest ကလည်းUnitedကိုသူတကိုးကိုတကိုးအန်တိုဝင်းနဲ့လိုက်ကစားနေခဲ့ပါတယ်။ Morato ကခြေပါကိုသွင်းလိုက်တဲ့အခါMatheus Cunhaကနောက်တစ်ချိန်ထပ်ဦးဆောင်ပြီးတော့ကဖို့အဆင်သင့်ရှိနေခဲ့ပါတယ်။ Bryan Mbeumo ကလည်းတပွဲလုံးအားရအောင်ပတ်ဖြုံးပြီးတဲ့နောက်မှာတော့ Bruno Fernandes ကိုအားနာသမှုနဲ့တကိုးသွင်းပေးခဲ့ပါတယ်။ဒီကိုဖန်တီးပေးခဲ့တဲ့ Bruno ကတရားသီးဖန်တီးမှုအကြိမ်20အထိရှိလာခဲ့ပြီးတော့ Thierry Henry နဲ့ Kevin De Bruyne တို့ကိုမှီလိုက်လို့ Premier League တရားသီးဖန်တီးမှုအများဆုံးကစားသမားဖြစ်စံချိန်မီခဲ့ပါတယ်။လာမယ့် Brighton နဲ့ပွဲမှာ Bruno သာထပ်ပြီးတော့ဖန်တီးမှုရရှိခဲ့ရင်စံချိန်သစ်တင်သွားနိုင်မှာလည်းဖြစ်ပါတယ်။မြတ်တော်ကူလို့အောင်ပွဲရရှိလိုက်တာကနှုတ်ဆက်ရမယ့်သူတွေကိုလည်းနိုင်ပွဲနဲ့နှုတ်ဆက်ရဖို့ဖြစ်လာခဲ့ပါတယ်။အစောကတည်းကရာသီကုန်ရင်အသင်းကနေထွက်ခွာမှဖြစ်ကြောင်းကြေညာထားတဲ့ Casemiro ကသူ့ရဲ့ Old Trafford ကနောက်ဆုံးပွဲစဉ်မှာပရိသတ်ကိုမျက်ရည်တွေနဲ့နှုတ်ဆက်သွားခဲ့ပါတယ်။ Old Trafford တရားသီးခီးဟာပန်းနိုင်ကိုရောက်ရှိအောင်မြင်ခဲ့ပြီးတော့လှပပဇက်သိမ်းနိုင်ခဲ့ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။